တခါတော့ကပြားတကောင်နဲ့ရင်ကောင်းတကောင်ဟာပြန်တန်းလာရင်လမ်းမှာတွေ့ဆုံကြတယ် ပြားကလမ်းပြောက်သွားတယ် ဒါကိုရင်ကောင်းကရိပ်မိတော့ရင်ကောင်းကပြားကိုပြောတယ် ဟိကောင်ပြားမင်းပါလို့ငါနာကိုရှင်မသွားတာလဲ ပြားပြန်ပြောတယ်ငါမင်းနာကိုမခက်ချင်လို့ပေါ့ရင်ကောင်းကဘာလဲငါညစ်ပတ်နေလို့မင်းကအနာကိုမခက်ချင်တာလားပြားကပြန်ပြောတယ်မဟုတ်ဘူးငါတို့ရဲ့တဘာဝကမတူညီလို့ပါမင်းလဲအတောင်တွေနဲ့ပြန်တန်းနေငါလဲအတောင်တွေနဲ့ပြန်တန်းနေတာပေမဲ့ငါတို့ကမိတ်ဆွေတွေမဖြစ်ထိုက်ဘူးပါဖလို့လဲဆိုတော့ပြားဆိုတဲ့ငါတို့ကပန်းဝတ်ရည်တွေကိုပြားရည်ဖြစ်ပြားအိမ်မှာဆူဆောင်းကြတယ်မင်းတို့ရင်ကောင်းတွေကအညစ်အကြေးတွေကြားမှာပဲပျော်မွေးကြတယ်ငါတို့ပြားတွေတဖြောင်းတည်းပြန်တန်းတယ်မင်းတို့ကတဝဲလဲလဲပြန်တန်းကြတယ်ငါတို့ပြားတွေကကိုစုပ်ယူမဲ့ဘန်ကင်းကိုတပတ်ပတ်ပြီးမှစုပ်ယူတဲ့မင်းတို့ရင်ကောင်းတွေကအညစ်အကြေးတွေစီတရှိန်ထိုးပြန်သွားကြတယ်ရင်ကောင်းကပြာကိုပြန်ပြောတယ်ဒါပေမဲ့ငါတို့မင်းတို့ပြလိုလူတွေကိုအစိတ်နဲ့မတုံ့ပြန်တတ်ဘူးပြားကပြန်ပြောတယ်ငါတို့အစိတ်ကငါတို့ရဲ့စ조사အားထုတ်မှုပေါ်ကာကွယ်ဖို့တဘာဝကပေးထားတဲ့အရာမင်းတို့လိုမျိုးမဟုတ်ဘူးငါတို့ပြားတွေချွေးနှံကိုမုန်းတဲ့အညစ်အကြေးတွေကိုယုံနေတကယ်တော့မင်းတို့ရင်ကောင်းတွေရဲ့နှုတ်သီးတွေခြေလက်တွေကသာလူတွေကိုအနေရဖြစ်စေတာပါမင်းတို့နဲ့ငါတို့ကြားမှာမတူညီတဲ့ဖြတ်သန်းမှုတွေမတူညီတဲ့ယက်တီမှုတွေရှိတယ်ဒါကြောင့်မင်းလဲမင်းနှစ်သက်တဲ့အညစ်အကြေးတွေကြားမှာပျော်ပါငါလဲငါနှစ်သက်သားရအေးချမ်းခြင်းတွေမှာပဲပျော်တော့မယ်